Assalamu alaikum wa rahmatullahi wa barakatuhu. Ana Aisha Marhaban. Welcome from Learn Arabic with Aisha. အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့လေ့လာရမယ့်သင်ခန်းစာလေးကတော့အာရဘီကိန်းဂဏန်းများပဲဖြစ်ပါတယ်ရှင်။အာရဘီကိန်းဂဏန်းတွေက261ကနေ300အထိကိန်းဂဏန်းတွေကိုသင်ပေးသွားမှာပဲဖြစ်ပါတယ်။အထူးမြတ်တာရက်ခံချက်ဒီသင်ခန်းစာတွေဖြစ်မြောက်အောင်အချိန်ကြီးစူးစမ်းအထောက်မှုတွေအများကြီးနဲ့လုပ်ခဲ့ရတာဖြစ်တဲ့အတွက်ဒီဗီဒီယိုတွေကိုအခြားနေရာများမှာကူးယူဖော်ပြခြင်းမျိုးမလုပ်ကြဘူးမြတ်တာရက်ခံပါတယ်ရှင်။ဟိုင်ယာလီနဘတာသင်ခန်းစာလေးကိုစလိုက်ရအောင်။ဘစ်မီလာဟီရ်မာနီရဟီမ်261ကိုအာရဘီလိုမီအာတန်ဝဝါဟစ်ဝါစစ်တူန်မီအာတန်ဝဝါဟစ်ဝါစစ်တူန်261မီအာတန်ဝဝါဟစ်ဝါစစ်တူန်261မီအာတန်ဝဝါဟစ်ဝါစစ်တူန်261အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်262ကိုအာရဘီလိုမီအာတန်ဝအစ္စနာဝစစ်တူန်မီအာတန်ဝအစ္စနာဝစစ်တူန်262မီအာတန်ဝအစ္စနာဝစစ်တူန်262မီအာတန်ဝအစ္စနာဝစစ်တူန်262အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်263ကိုအာရဘီလိုမီအာတန်ဝဆာလာဇာဝစစ်တူန်263မီအာတန်ဝဆာလာဇာဝစစ်တူန်263မီအာတန်ဝဆာလာဇာဝစစ်တူန်263အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်264ကိုအာရဘီလိုမီအာတန်ဝအရဘာအာဝစစ်တူန်264မီအာတန်ဝအရဘာအာဝစစ်တူန်264မီအာတန်ဝအရဘာအာဝစစ်တူန်264အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်265ကိုအာရဘီလိုမီအာတန်ဝခမ်ဆာဝစစ်တူန်265မီအာတန်ဝခမ်ဆာဝစစ်တူန်265မီအာတန်ဝခမ်ဆာဝစစ်တူန်265အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်အာရဘီစာ4K အရေးအဖက်အပြောနားထောင်အခြေခံသင်တန်းများနဲ့ Level 1အတန်းများကို Asia Nobelish Academy by Aisha မှာသင်တန်းတွေတက်လို့ရပါပြီရှင်။ဖွင့်လှစ်ထားတဲ့သင်တန်းတွေကတော့ Modern Standard Arabic အာရဘီစာ 4K အခြေခံသင်တန်း Modern Standard Arabic အာရဘီသဒ္ဒါနဲ့စကားပြော Level 1 Part 1သင်တန်း Modern Standard Arabic အာရဘီသဒ္ဒါနဲ့စကားပြော Level 1 Part 2သင်တန်း Omani Arabic Dialect Oman အရက်သုံးအာရဘီစကား 4K အခြေခံသင်တန်း Emirati Arabic Dialect UAE အရက်သုံးအာရဘီစကား 4K အခြေခံသင်တန်းတွေပဲဖြစ်ပါတယ်ရှင်။ Learn Arabic with Aisha Facebook page နဲ့ Viber နံပါတ်3999965111တို့မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။266ကိုအာရဘီလိုမီအာတန်ဝစစ်တာဝစစ်တူန်မီအာတန်ဝစစ်တာဝစစ်တူ266မီအာတန်ဝစစ်တာဝစစ်တူ266မီအာတန်ဝစစ်တာဝစစ်တူ266အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်269ကိုအာရဘီလိုမီအာတန်ဝဆဘအဝစစ်တူ269မီအာတန်ဝဆဘအဝစစ်တူ269မီအာတန်ဝဆဘအဝစစ်တူ269အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်268ကိုအာရဘီလိုမီအာတန်ဝဆမာနီယာဝစစ်တူ268မီအာတန်ဝဆမာနီယာဝစစ်တူ268မီအာတန်ဝဆမာနီယာဝစစ်တူ268အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်269ကိုအာရဘီလိုမီအာတန်ဝတစ်အဝစစ်တူ269မီအာတန်ဝတစ်အဝစစ်တူ269မီအာတန်ဝတစ်အဝစစ်တူ269အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်290ကိုအာရဘီလိုမီအာတန်ဝဆဘအူန်မီအာတန်ဝဆဘအူန်290မီအာတန်ဝဆဘအူန်290မီအာတန်ဝဆဘအူန်290အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်281ကိုအာရဘီလိုမီအာတန်ဝဝါဟစ်ဝဆဘအူန်281မီအာတန်ဝဝါဟစ်ဝဆဘအူန်281မီအာတန်ဝဝါဟစ်ဝဆဘအူန်281အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်282
282ကို RB လိုမိအာတန်ဝအစ္စနာဝဆဘဦး282မိအာတန်ဝအစ္စနာဝဆဘဦး282မိအာတန်ဝအစ္စနာဝဆဘဦး282 RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်283ကို RB လိုမိအာတန်ဝဆလာစာဝဆဘဦး283မိအာတန်ဝဆလာစာဝဆဘဦး283မိအာတန်ဝဆလာစာဝဆဘဦး283 RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်284ကို RB လိုမိအာတန်ဝအရဘအာဝဆဘဦး284မိအာတန်ဝအရဘအာဝဆဘဦး284မိအာတန်ဝအရဘအာဝဆဘဦး284 RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်285ကို RB လိုမိအာတန်ဝခမ်ဆာဝဆဘဦး285မိအာတန်ဝခမ်ဆာဝဆဘဦး285မိအာတန်ဝခမ်ဆာဝဆဘဦး285 RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်286ကို RB လိုမိအာတန်ဝစစ်တာဝဆဘဦး286မိအာတန်ဝစစ်တာဝဆဘဦး286မိအာတန်ဝစစ်တာဝဆဘဦး286 RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်289ကို RB လိုမိအာတန်ဝဆဘအာဝဆဘဦး289မိအာတန်ဝဆဘအာဝဆဘဦး289မိအာတန်ဝဆဘအာဝဆဘဦး289 RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်288ကို RB လိုမိအာတန်ဝဆမာနီယာဝဆဘဦး288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  RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်289 RB လိုမိအာတန်ဝတ်စ်အာဝဆဘဦး289မိအာတန်ဝတ်စ်အာဝဆဘဦး289မိအာတန်ဝတ်စ်အာဝဆဘဦး289 RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်280ကို RB လိုမိအာတန်ဝဆမာနူမိအာတန်ဝဆမာနူ280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  RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်281ကို RB လိုမိအာတန်ဝဝဟစ်ဝဆမာနူမိအာတန်ဝဝဟစ်ဝဆမာနူ281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  RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်282ကို RB လိုမိအာတန်ဝအစ္စနာဝဆမာနူ282မိအာတန်ဝအစ္စနာဝဆမာနူ282မိအာတန်ဝအစ္စနာဝဆမာနူ282 RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်283ကို RB လိုမိအာတန်ဝဆလာစာဝဆမာနူ283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  RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်284ကို RB လိုမိအာတန်ဝအရဘအာဝဆမာနူ284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  RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်285ကို RB လိုမိအာတန်ဝခမ်ဆာဝဆမာနူ285မိအာတန်ဝခမ်ဆာဝဆမာနူ285မိအာတန်ဝခမ်ဆာဝဆမာနူ285 RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်286ကို RB လိုမိအာတန်ဝစစ်တာဝဆမာနူ286မိအာတန်ဝစစ်တာဝဆမာနူ286မိအာတန်ဝစစ်တာဝဆမာနူ286 RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်289ကို RB လိုမိအာတန်ဝဆဘအဝဆမာနူ289မိအာတန်ဝဆဘအဝဆမာနူ289မိအာတန်ဝဆဘအဝဆမာနူ289 RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်288ကို RB လိုမိအာတန်ဝဆမာနီယာဝဆမာနူ288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  RB လို့ဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်
289ကိုအာရဘီလိုမိအာတန်ဝတ်တစ်အဝတ်ဆမာနူ289မိအာတန်ဝတ်တစ်အဝတ်ဆမာနူ289မိအာတန်ဝတ်တစ်အဝတ်ဆမာနူ289အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်290ကိုအာရဘီလိုမိအာတန်ဝတ်တစ်ဦးမိအာတန်ဝတ်တစ်ဦး290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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်291ကိုအာရဘီလိုမိအာတန်ဝဝဟစ်ဝတ်တစ်ဦး291မိအာတန်ဝဝဟစ်ဝတ်တစ်ဦး291မိအာတန်ဝဝဟစ်ဝတ်တစ်ဦး291အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်292ကိုအာရဘီလိုမိအာတန်ဝအစ္စနာဝတ်တစ်ဦး292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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်293ကိုအာရဘီလိုမိအာတန်ဝဆလာဆာဝတ်တစ်ဦး293မိအာတန်ဝဆလာဆာဝတ်တစ်ဦး293မိအာတန်ဝဆလာဆာဝတ်တစ်ဦး293အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်294ကိုအာရဘီလိုမိအာတန်ဝအရဘာအာဝတ်တစ်ဦး294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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်295ကိုအာရဘီလိုမိအာတန်ဝခမ်ဆာဝတ်တစ်ဦး295မိအာတန်ဝခမ်ဆာဝတ်တစ်ဦး295မိအာတန်ဝခမ်ဆာဝတ်တစ်ဦး295အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်296ကိုအာရဘီလိုမိအာတန်ဝစစ်တာဝတ်တစ်ဦး296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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်290ကိုအာရဘီလိုမိအာတန်ဝဆဘအဝတ်တစ်ဦး290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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်298ကိုအာရဘီလိုမိအာတန်ဝဆမာနီယာဝတ်တစ်ဦး298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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်299အာရဘီလိုမိအာတန်ဝတ်တစ်အာဝတ်တစ်ဦး299မိအာတန်ဝတ်တစ်အာဝတ်တစ်ဦး299မိအာတန်ဝတ်တစ်အာဝတ်တစ်ဦး299အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်300ကိုအာရဘီလိုဆာလာစုမိအာဆာလာစုမိအာ300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 အာရဘီလိုဆိုရင်ဒီလိုစလုံးပုံစံလေးဖြစ်ပါတယ်ရှင်Congratulations သင်ခန်းစာလေးပြီးဆုံးသွားတဲ့အတွက်ဂုဏ်ယူပါတယ်ရှင်ဒီသင်ခန်းစာလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like subscribe share လေးလည်းလုပ်ပေးခဲ့ဖို့မမေ့ပါနဲ့เนาะဒီဗီဒီယိုကအသင်အတွက်အကျိုးရှိစေတယ်ဆိုရင် comment လေးရေးပြီးအားပေးခဲ့ပါဦးရှင်ကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်သင်ခန်းစာတွေမှာပြန်ဆုံကြမယ်เนาะ